ဒါဥက္ကလာပမင်းသားပေါ့နော်သူကနန်းတက်ပြီးတဲ့နောက်မှာမယ်တော်မယ်လမှုကိုပေါ့နော်သူကကျေးဇူးတော်အထိမ်းအမှန်အနေဖြင့်ဒါဇိတော်တဆူတည်ခဲ့တယ်ပေါ့နော်အဲလေးရှိဒါကနန်းဒါကနန်းဒါလည်းကနန်းဒါငါကျေးဇူးပါအန်ဒီရှော့ပေးရတဲ့ဟုတ်ကဲ့အန်ဒီကဟာအုပ်လူမယ်ဆိုအုပ်ကတစ်လုံးနေရပါ9000ဟုတ်ကဲ့နာမည်ကဘယ်လိုနာမည်လဲHello တကယ်ချင်းများလုံးမင်္ဂလာပါဒီနေ့ကတော့ဒါမြောက်ကလာမှာရှိတဲ့မယ်လမီဖျားကိုဒီနေ့လာပြီးတော့ဖူးမြတာပဲဖြစ်ပါတယ်ဒီနေ့ကတော့ပေါ့နော်လာတော့နည်းနည်းတော့မိုးရသည်ဆိုမိုးရွာနေရပေါ့နော်ဒါကတော့မယ်လမူဖျားကမြောက်ဥက္ကလာရဲ့ဒါ2ရက်ကွက်ပေါ့နော်2ရက်ကွက်ဒါငမိုးရိတ်ချောင်းရဲ့ဘေးမှာရှိရပေါ့နော်ဒီဖျားရဲ့အဝင်မှာဆိုရင်ဒီမှာတစ်ဖက်မှာဆိုရင်ဒါကြားမင်းရုပ်ထုပေါ့နော်အမြင်ရတယ်တစ်ဖက်မှာဆိုရင်တော့ဒါမယ်လမှုပေါ့နော်ဥက္ကလာမင်းရဲ့မယ်တော့မယ်လမှုရဲ့ဒီရုပ်ပုံကိုဒါထုထားရပေါ့နော်ဒါအခုကတော့ရာသီဥတုကတော့မြင်တဲ့အတိုင်းပေါ့နော်မိုးကတော့ရွာနေတယ်ဒါပေမဲ့ဒီနေ့ကပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာကစိတ်ကအတွင်းထဲမှာကမယ်လမှုဖျားလာပြီးဖူးမြော်ရမယ်ဆိုတဲ့စိတ်ပေါ့နော်ဒီနေ့ဖူးရမယ်ဆိုတဲ့စိတ်ကတော့ရှိနေတဲ့အတွက်ဒီနေ့လာလိုက်ရဖြစ်ပါတယ်အခုကတော့ရာသီဥတုကတော့တိတ်မကောင်းဘူးပေါ့နော်ဒီနေ့ကတော့ပေါ့နော်ရာသီဥတုကလည်းမိုးရမ်းရွာနေတော့ဒါမယ်လမှုဖျားကိုလာပြီးတော့ဖူးမြော်တဲ့လူတွေတော့တိတ်တော့မရှိဘူးပေါ့နော်ဒါပေမဲ့လာဖူးတဲ့လူတွေဧည့်သည်တွေတော့တော်တော်များများရှိရပေါ့နော်ဒီမှာမိုးကိုအခုလောလောဆယ်ကတော့မိုးရမ်းရွာရတော့မိုးကိုနေရပါတယ်ဒီမယ်လမှုဖျားကိုဒါရောက်တာဒုတိယအကြိမ်ပေါ့နော်ပထမအကြိမ်တည်းအများကြီးပြောင်းလဲသွားတယ်ဒီတဲမှာဆိုရင်ဆိုင်ကန်းလေးတွေလည်းအများကြီးထပ်တိုးလာတာတွေ့ရတယ်ပေါ့နော်ဒီမှာဆိုရင်ဒါဖျားနိဗ္ဗာန်ဂုံစုံဆိုင်တွေပေါ့နော်အဲ့လိုမျိုးတွေလည်းတွေ့ရတယ်ပြီးတော့ပေါ့နော်တားတော့တို့ဘေးတို့လက္ခဏာတွေအဲ့လိုမျိုးဆိုင်ကန်းနေရာလေးလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါဖျားလဲလာဖို့ရင်းပေါ့နော်ကိုအိမ်မှာနိဗ္ဗာန်ဂုံနဲ့ပတ်သက်တာလေးမျိုးလေးလည်းလာဝယ်ရင်းနဲ့ပေါ့နော်ဘေးတို့လက္ခဏာတို့မေးစင်တဲ့လူတွေဆိုရင်လည်းဒီမှာတခါလေးလာမေးလို့ရပါတယ်ပြီးတော့သူကတစ်ဖက်ကမ်းမှာပေါ့နော်တစ်ဖက်ကမ်းမှာသူကမိုးရေချားတစ်ဖက်ကမ်းမှာလည်းဖျားလေးတစ်ခုရှိသေးရဲ့လို့တော့သိရပေါ့နော်ပထမတစ်ခေါက်လာတော့မသွားပြဘူးဒါဒီတစ်ခေါက်လာတဲ့အချိန်မှာပေါ့နော်ဒီငမိုးရိတ်ချောင်းကိုဖြတ်ပြီးတော့တစ်ဖက်ကမ်းဖျားလေးကိုသွားပြီးတော့ဖူးမယ်လို့တော့စိတ်ကူးထားရပေါ့နော်ဒါပေမဲ့ဒီနေ့ကတော့မိုးကတော်တော်ရွာနေတော့ဒါဖျားတစ်စောင်းထဲမှာအရင်ခဏနားမယ်ပေါ့နော်ခဏနားပြီးတော့ဒါမိုးတိတ်တဲ့အချိန်ကြမှာပဲသွားပြီးတော့ရိုက်ပဲပေါ့နော်ဒါတော့ let's go ဖျားသွားမှုပါမယ်အားလုံးပဲလိုက်ခဲ့အောင်နော်တော့ဒီကတော့ဘုရားသားကြီးဘာတော်ကြီးရခြင်းပါလေ။ဒီမှာဒီရပါလေဒီတော့တော့အခုကမြင်တဲ့အတိုင်းပေါ့နော်မိုးကတပြေးပြေးနဲ့တဲတဲအောင်တဲလာတယ်ဒါပေမဲ့လည်းဖျားဦးလာတဲ့သူတွေကတော့ဆဲပဲပေါ့နော်ဒါမယ်လမှုရဲ့ရုပ်ထုပေါ့နော်သူကအတွင်းမှာလည်းတွေးခဲ့တယ်ဒါအပြင်မှာလည်းခုနကဝင်ပေါက်မှာလည်းတွေးတယ်ပေါ့နော်ဒါမယ်လမှုရဲ့ရုပ်ထုဒါဒီဘက်ချမ်းမှာတော့ဒါကြားမင်းပေါ့နော်သူတို့ပြောတဲ့ဘိုးတော်ကြားမင်းဆိုပြီးတော့ရုပ်ထုနှစ်ခုတောင်မှအတွင်းထဲမှာလည်းထပ်တွေးတယ်ပေါ့နော်သူတို့ကျတော့သမိုင်းချောင်းရှိရဲဘယ်လိုသမိုင်းချောင်းလဲဆိုတော့ဒါရသေးတပါးရှိရပေါ့နော်အဲ့ရသေးတပါးနေပြီးတော့မှသူကတနေ့ဆုံးငံကြွရတယ်ပေါ့နော်ဆုံးငံကြွရတဲ့အခါမှာမဲဒါလမှုပင်ရနေပြီးတော့ပေါ့နော်သူကအလွန်ကြီးမားတယ်အရင်ကြီးရပေါ့နော်လမှုသီးကိုသူကတွေ့တယ်ပြီးတော့သူကဒါကျောင်းနိုင်ငံကိုယူလာခဲ့တယ်ပေါ့နော်ယူလာတဲ့အခါမှာငါဒီအဲ့လမှုသီးလေးကနေမှာကျွန်တော်ချုံမလာပါရပေါ့နော်မိမငယ်လေးတူကိုဒါဖွားမြင်နေတဲ့ပြင်ဒါမဲလမှုလို့ရသေးရနေမှာဒါအမိပေးခဲ့တာပေါ့နော်ဒါမဲလမှုကိုရသေးရသူအတိတ်ကနဲ့ပေါ့နော်လက်ညိုးကနေပြီးတော့ညို့ရီကျိုးထပ်စေပြီးတော့ကျွမေးပြူဆောက်ခဲ့ပြီးတော့ရောက်လာတဲ့အခါမှာဒါလူလင်ပြပေါ့နော်တုံးနဲ့လက်ထက်စေတယ်ပေါ့နော်အဲ့လူလင်ပြကလည်းကြားမဟုတ်ဘူးသူကကြတော့တရားမြင်ရနေပြီးတော့ပေါ့နော်လူပြောင်မှန်ရင်းပြီးတော့မှဒါလူတရားနေမှာရသေးကြီးရဲ့ဒါသမီးပေါ့နော်မလင်မှုကိုသူကတောင်းပြီးတော့မှဒါသူတို့လက်ထက်ခဲ့တာပေါ့နော်သူတို့ဖွားမြင်တဲ့
သွားမြင်ခဲ့တဲ့သူကကြတော့ဥက္ကလာမင်းပေါ့နော်ဒီဥက္ကလာမင်းသားလေးကနေကဒီမလမှုဖရားကြီးကိုသူကတည်ခဲ့တာပေါ့နော်ဒါဥက္ကလာပါမင်းသားပေါ့နော်သူကနန်းတက်ပြီးရဲ့နောက်မှာမေတော်မလမှုကိုပေါ့နော်သူကကျေးဇူးတော်အထိမ်းအမှန်အနေဖြင့်ဒါဇေယျတော်တဆူတည်ခဲ့တယ်ပေါ့နော်အဲ့ဇေယျတော်ကအခုမြင်နေရတဲ့မလမှုဇေယျတော်ပဲဖြစ်ပါတယ်မလမှုဇေယျတော်ကိုခရစ်နှစ်1958ခုနှစ်သူတို့မှလမ်းရဲ့အရှိတ်ဘက်ပေါ့နော်ဒါဘုရားငုတ်တူကနေပြီးတော့သူတို့အိမ်မက်ရပေါ့နော်အိမ်မက်ရကြီးမလမှုဘုရားကြီးကိုတည်ခဲ့တာပဲဖြစ်ပါတယ်အခုကတော့ဒါမလမှုဖရားရဲ့သမိုင်းကြောင်းလေးပေါ့နော်သမိုင်းကြောင်းလေးကိုသိပြီးသွားပြီဆိုတော့ဒါကင်းတဲ့အတူတူဒါဖရားကိုလိုက်ပြီးတော့ပေါ့နော်ခုမြော်ပါအောင်နော်ဒါကအစဖရားကိုဒါပြင်တဲ့ဖရားတရက်ကကြီးဒါဥတည်အောင်ပေါ့နော်ဒါဥတည်အောင်ရဲ့ရုပ်ပေါ်မှာလည်းဒါဒီမလမှုဖရားကိုဒါပြန်ပြီးတော့ကြည်ရဖရားတာယကနဲ့ဒါယကမပေါ့နော်ဥတည်အောင်နဲ့သူ့ရဲ့အမျိုးသမီးပေါ့နော်ဒါဖရားကိုပြန်ကြည်ရဲ့ဒုတိယတာယကပေါ့နော်မဒါအခုမြင်နေရတာပေါ့နော်ဒါရန်စကြိုတတိယနေမှာအရှင်ဖရားစီကိုဒါဆန္ဒကုတပိတ်ပေါ့ဒါလူရန်တော်မူကန်းပေါ့နော်အဲ့ဒါကိုသူတို့ဒါတရုပ်ပေါ်ထားတာဖြစ်ပါတယ်အခုမြင်နေရတာကတော့ရှင်သေဝလိပေါ့နော်ရဟန္တာရှင်သူမြတ်ကြီးရဲ့ပေါ့နော်တော်တော်တက်ပယ်တဲ့ဟောပေါ့နော်ဒါသူတို့ရှင်ထဲမှာထုထားရပေါ့နော်ရှင်သေဝလိအဲချမ်းမာကကြတော့ရှင်ဥပဗုဒ္ဓရဟန္တာရှင်သူမြတ်ရဲ့ပုံပေါ့နော်ပုံတော်ကိုဒါသူတို့ထုပြီးတော့ပူဇော်ထားတာဖြစ်ပါတယ်ရှင်ဒီဘက်ချမ်းကကြတော့ရသိညီနာရှင်တောင်ချုပ်ခန်းဖြစ်ပါတယ်သိညီနာရှင်တောင်ချုပ်ခန်းမှာသူတို့ဒါပြဆက်ပေါ့နော်ပြဆက်ကိုလာပုံရတဲ့ကလေးကိုအောင်နိုင်မှာပါတရားတဲ့ကလေးကိုအောင်နိုင်ကားလေးတရားတဲ့ကလေးကိုအောင်နိုင်တာကဒါရွှေရန်ကိုလည်းပြင်ပါလိမ့်တရားတဲ့ကဆောင်းဆောင်ရတာတဲ့လေးကဆောင်းဒီဒီဆောင်းအောင်ဒီဒီရတဲ့ဘုရားလုံးနဲ့ဆက်စားတန်းပြီးပါလေဆရာမကဆန္ဒလိုပါနေဒီဝချမ်းကိုဆက်သွားရင်တော့ဒါကပွဲသေးတန်းပေါ့နော်ဒါဒီလိုလက်ဆောင်ပစ္စည်းရောင်းတဲ့နေရာလေးတွေရောက်ပါတယ်ဆက်ပြီးတော့သွားမယ်ဆိုရင်ဒီမှာငှက်စာလေးကြီးရပါတော့ကိုစာလေးကြီးလို့ရနေရာလေးတွေ့ပါတယ်ဒါကနန်းဒါလည်းကနန်းဒါငါပဲလေဆက်ကောင်10ကောင်ဒါလေးရကြီးရဆက်ကောင်ကြီးတာဟောမလေးဒါလေးရ900 10ကောင်6ကောင်ဒါလေးရ900ဆက်ကောင်ကလည်းဒီတော့ကျွန်တော်မလေးပါဘာလုံးလေးတွေ့ရအဲ့ဒါငါးတော့လည်းမဖြစ်ပါတယ်ငါးလေးတွေကတကောင်200တဲ့ဆက်ကောင်2000ဆို4000ကိုပါ22ကောင်ရပါတယ်သူကတော့ဒါ6ဘက်ကိုသွားပြီးပို့လို့ရတယ်ဆိုတော့6ဘက်ကိုသွားနေဖြစ်ပါတယ်ဒါ6ဘက်ကိုသွားတဲ့လမ်းမှာလဲပေါ့နော်ဒေဇိုင်ရန်လေးတွေလည်းရှိပါတယ်ဒေဇိုင်ရန်လေးတွေပြင်ဟောတဲ့ခန်းလေးတွေပြင်ရဲကြခန်းလေးတွေလည်းရှိတယ်ဒါတော့6ဘက်ကိုသွားတဲ့လမ်းလေးဖြစ်ပါတယ်သူကချောင်းတော့တော်တော်ဝေးတယ်တော်တော်လမ်းလျှောက်ကြတယ်2000တက်ထားရှည်ရွယ်
ရှိတော့မာလေးနောက်ကလည်းမာလေးတို့အရက်လောက်ပဲရမကူမလားတွေ့လားဟုတ်လား အယောင်ကတိတ်မကြအယောင်လေးအယောင်လင်းတာဒါပဲလေငါလို့ဖို့ပေါ့နော်ငါလို့ဖို့ကသူတို့ပိတ်ထားတဲ့အတွက်ဂိတ်ပိတ်ထားလို့ပေါ့နော်ခဏဒီကန်ရဲ့ချောင်းရဲ့ပေးနာပေါ့နော်အဲ့ဒီအတန်းလေးမှတ်တာစပိတ်ထွက်နေရဖြစ်ပါတယ်ဈေးလေးမှာအခုဆိုတော့ဒါကောင်းဝင်လေးတစ်ထည့်ဝယ်လာပြီပေါ့နော်ကောင်းဝင်လေးဝယ်လာပါပြီကောင်းဝင်လေးအရင်တက်မှာ2000ဝယ်ပြရတယ်ဒါမျိုးရဲတို့ဘာလို့မှဆိုရင်ဒါ2800လောက်ရှိတယ်ပေါ့နော်2000မှာသူကတော့ဒီမှာမိချောင်းပေါ့နော်မိချောင်းကိုဝင်တဲ့လမ်းလေးပေါ့နော်အဲ့လမ်းလေးကနေဒီမှာမိချောင်းကိုဝင်ရဆိုဆိုင်းဖို့ရှိပါတယ်အဲ့ဒီကိုဝင်ကြည့်မှာပေါ့နော်ဒီမိချောင်းဘိုက်အတွင်းထဲကိုပေါ့နော်မမိုးရမိချောင်းမိုးရိပ်မိချောင်းနဲ့ပြကန်းဒါတော့အဝင်မှာဒီမှာလေဒါဖရရဲ့တမိုင်းပေါ့နော်ဒါရတိရဒါမဲလမှုချင်ရမဲလမှုတီးပေါ့နော်အဲ့ဒါကိုသူကသူ့ရဲ့ကျောင်းငယ်လေးလာတော့ဒါမဲလမှုတီးရနေပြီးတော့မှဒါငယ်ငယ်လေးပြဦးလို့ဒါဖောင်းနေတာဖြစ်ပါတယ်ပြီးတော့ဒါအဲ့လိုမျိုးမိမငယ်လေးမွေးဖွားတဲ့အခါမှာဒါတာရီနာနဲ့ဒီမှာပေါ့နော်ဒါကြားမင်းတူနေရဲ့တန်ကြီးကဗလာမြတ်ကြောက်လာနေပဲပူလာတယ်ပေါ့နော်ပူကကြားမင်းကဒါလူမျိုးကိုစင်းကြည့်နေဆိုတဲ့အခန်းပေါ့နော်ဒါကနေမှဒါကြားမင်းကလူရောင်ဆောင်ပြီးတော့ခုနကမဲလမှုနဲ့ပေါ့နော်ဒါဖန်ဆင်းပြီးတော့ဒါမဲလမှုကိုချီရေးဆိုတဲ့အခန်းလေးဖြစ်ပါတယ်ဒါတရားမြတ်ညီမလူအောင်ဆောင်ပြီးတော့ဒါရသေးစီမှာမလမှုကိုတောင်းတာပေါ့နော်ဒါတရားမြတ်တာရင်နာကိုပြန်သွားတယ်မလမှုကသူတို့ဆွေးပြီးတော့ကြံခဲ့တဲ့အခန်းလေးပေါ့နော်အဲ့ဒါမလို့သူ့ကိုမလမှုကိုနှစ်သိမ့်ပေးဖို့အတွက်ပေါ့နော်ဒါသူကျေးကိုတာရင်နာကိုနတ်ပြည်ကိုလွှတ်တဲ့အခန်းပေါ့နော်ဒါရီလာနက်ဗီကိုဒါကျေးလေးရရောက်ပြီးတော့ပေါ့နော်ဒါလာပြီးတော့သတင်းပေးရပါနော်အဲ့ကျေးလေးကိုသူကစကားပါပြီးတော့လူမျိုးပြန်လို့တဲ့အခါကကြားမင်းရပေါ့နော်သူ့ရဲ့မိဖုရားနှစ်သမီး၄ပါးပေါ့နော်၄ပါးနေမှာဒီကျေးလေးကိုဒါသုံးရင်တိုးတဲ့အစိမ့်နဲ့ပေါ့နော်ဒီကနှောက်ရှက်တာပေါ့နော်နှောက်ရှက်တဲ့အခန်းလေးဖြစ်ပါတယ်ကြားမင်းကနေမှာပေါ့နော်ဒီကြေးကြုံလေးရဲ့ဒီလေဆွဲလေးထဲမှာညရည်စင်40ပေါ့နော်အဲ့40ကိုထည့်ပြီးအဲ့ဒါကိုမနာလို့ဒီကြားမင်းရဲ့သမီးလေးပါလိုက်ပြီးတော့နှောက်ချက်တာပေါ့နော်ဒါသူတို့တိတ်ငက်အသွင်ဆောင်ပြီးတော့နှောက်ချက်တဲ့အခန်းလေးဖြစ်ပါတယ်ခုနကတော့ဒီတိတ်ငက်တွေလိုက်ပြီးတော့နှောက်ချက်တဲ့အတွက်ပေါ့နော်ဒီကြေးကြုံလေးရဲ့သူ့လေမင်းနဲ့မှရှိရဲ့ညရည်စင်30ကတခြားလမ်းမှာဖိတ်ကြတယ်ပေါ့နော်လမ်းမှာဖိတ်ကြတဲ့အတွက်မိုးရိပ်မိချောင်းကတောက်သုံးတဲ့အတွက်ဒီမိုးရိပ်ကိုမွေးတယ်မိချောင်းကတောက်သုံးတဲ့အတွက်ကျောင်းနဲ့ဆင်းလဲကိုမွေးတယ်ပြီးတော့ဒါတမင်မပေါ့နော်တောက်သုံးတဲ့အတွက်မင်္ဂလာတော့တမင်မဖက်ပြီးမွေးရပေါ့နော်စုစုပေါင်း30ပါအပြကင်းလေးပါဒါစုစုပေါင်းဂျားထဲမှာ30ပဲကြာသွားတော့တစ်ဆက်ကကြာတော့ဒီမဲလမှုစီရောက်တယ်ပေါ့နော်မဲလမှုစီရောက်တော့ဒါမဲလမှုစီပြန်ပြီးရောက်တဲ့အခန်းပေါ့နော်ဒါကြေးကြော်လေးကသူ့ရဲ့မျက်ရည်စင်အဲ့မျက်ရည်စင်ကိုတောက်သုံးပြီးတော့မဲလမှုကနေမှသူ့ရဲ့သားတော့ဥက္ကလာပါမျိုးပွားခဲ့ဖြစ်ပါတယ်ဒါဥက္ကလာပါအရွယ်ရောက်တဲ့အခါမှာဥက္ကလာပါမင်းပြမိတ်တဲ့ခံတဲ့ဒီအခန်းလေးဖြစ်ပါတယ်ရသေးရနေမှာသူကြီးဖြစ်တဲ့လူပေါ့နော်ဥက္ကလာမင်းကိုသာသနာပြုတာဆေလွတ်တဲ့ခါနော်အဲဒါမျိုးဒါဥက္ကလာမင်းကတိုင်ကုတာကုန်းတော်ပေါ်မှာရှင်ကုန်စီတော့ဒါသူထောင်းပို့ခဲ့တဲ့ခန်းလေးဖြစ်ပါတယ်ရှင်အဲဒါမျိုးရဲ့တမိုင်းပေါ့နော်ငမိုးရဲ့တမိုင်းနဲ့မလမှုတမိုင်းကိုတိပြသွားရဆိုတော့ငါလို့ပေါ့နော်သွားကြည့်မယ်ပေါ့နော်ခရသူကချောင်းရဲ့ဂိတ်ကပိတ်ထားတော့လေချောင်းဂိတ်ဖွင့်ပြီလားဆိုတော့သွားကြည့်ပါမယ်ချောင်း
တော့ဂိတ်ကအခုဒီမဖွင့်ပေးဘူးပေါ့နော်တော်တော်ကြာပြီဆိုတော့ဒီကိုင်းထဲမှာပဲလွတ်လိုက်တော့မှာပေါ့နော်ဒီထဲမှာလည်းငါးသေးသေးလေးတွေတော့တွေ့ရပေါ့နော်အဆင်ပြေမလို့တော့ထင်ပါတယ်ကျုပ်လည်းကြောက်ပါဒီမဲမှာပဲလွတ်လိုက်ပါတော့မယ်ဒီထဲမှာလွတ်လိုက်ဟုတ်ဆုံးပါတော့နေရပါအားတော့ဟုတ်ကဲ့ဒါတော့ဒါဖျားဘေးနာပေါ့နော်ဈေးရန်လေးပဲဖြစ်ပါတယ်ပြီးတော့ဒီမှာဆိုရင်လည်းသူကရေရန်နာဖို့ပေါ့နော်ကားဝင်းကလည်းတော်တော်ကျယ်တယ်ပေါ့နော်ကားအရေးအတွက်အများကြီးလည်းနားလို့ရတယ်ပေါ့နော်အခုကတော့ဒါမလမှုဖျားကိုစောစောလေးလေးဖူးပြီးလို့ထင်ပါတယ်မလမှုဖျားဒီဘက်ချမ်းနေပြီးမြောက်ကလာဘက်ချမ်းနေပြီးပါပေါ့နော်ဒါနှိမ့်စီးပြီးတော့ဟိုဘက်ချမ်းကိုသွားလို့မရတော့ဘူးလို့ပြောပါတယ်အဲကြောင့်မလို့ဒါမသွားဖြစ်တော့ဘူးပေါ့နော်အခုကတော့ဒါဖျားလဲဖူးပြီးဆိုတော့ပြန်มาတော့မှာရှင်အားလုံးနှုတ်ဆက်ပါတယ်တက်တာပါ